မောင်သူကြားကလင်းလဲလာတဲ့အလင်းဆန်းဒါဟာငါရဲ့ရင်ဖွင့်တဲ့ငါရဲ့ခရီးစဉ်ပဲငါရဲ့ဖွင့်တဲ့ငါရဲ့ခရီးစဉ်ပဲလောကဒဏ်လိုင်းလုံးကြမှာလင်ငယ်လေးလိုနေမွန်တန်ရာတွေကများပေမဲ့ငါစိတ်တက်ကမညွန်သူတစ်ပတ်ကဲရဲ့တန်တွေကနားထဲမှာဆူလို့ဆူဒါပေမဲ့အောင်မြင်မှုပန်းတိုင်တွက်ငါကတော့အယူမနဲ့ဖြန်ဆိုတာမရေရတဲ့ပု္ပ္ပာတစ်ပုဒ်ဖြစ်လေငါရဲ့ခြေလမ်းတွေကကြောက်စာလို့ခိုင်မြဲမိဘရဲ့ဆူတောင်းတန်ကငါတွက်တော့အခါကွယ်အရှုံးကိုခါချပြီးအောင်ပွဲပဲငါလည်းနဲ့ဆွဲမယ်ဒါဟာငါရဲ့အသံငါရဲ့ရှင်ခုန်တဲ့အရှုံးမပေးတဲ့စိတ်နဲ့ရှိကိုဆက်လန်းရဲ့ပြန်တမ်းမဲ့ယုံကြည်ချက်တောင်းမနဲ့အတိတ်ပဲရှိတဲ့ဘဝတစ်ခုငါလည်းနဲ့ပဲတည်ဆောက်ခဲ့ဟန်ဆောင်မှုကပါထဲမှာအစစ်အမှန်ကိုရှာဖွေနှုတ်ခမ်းကပြုံးနေပေမဲ့ရင်ထဲမှာတော့ဝေဒနာတွေဒါပေမဲ့လဲကြတိုင်းပြန်ထားဖို့ငါမှအာမှန်ရှိတယ်ဖုံမုံထဲကယုံထွက်ပြီးစိတ်တပွင့်လို့လင်းလက်ချင်တယ်ဆိုတာတည်ရင်မပါတဲ့အရာတွေမို့အဆိုးအကောင်းခွဲခြားလို့အမှန်တရားကိုပဲကိုးလို့လူဘဝခဏတာမှာအမှတ်တရားတွေထားရမယ်ငါရဲ့သချင်းစာသားတွေနဲ့လောကကြီးကိုလှစင်မယ်ဒါဟာငါရဲ့အသံငါရဲ့ရှင်ခုန်တဲ့အရှုံးမပေးတဲ့စိတ်နဲ့ရှိကိုဆက်လန်းပြောပြောကိုလန်းကိုဆက်ရှောင်းယုံကြည်ချက်ရှိရင်တနေ့တော့ပန်းတိုင်ကိုရောက်ရမှာပါ